အရှုံးဆိုတာဘာကိုပြောတာတုံးလို့မေးမယ်ဆိုရင်ကိုယ့်ရဲ့တန်တန်မှာအကုသိုလ်တွေဖြစ်သွားမှအရှုံးပါတဲ့သို့တော့လူတွေကအကုသိုလ်ဖြစ်သွားတာကိုအရှုံးလို့မထင်ဘူးဘာကိုအရှုံးထင်တော့ဆိုရင်ဂုံကိုထိခိုက်လို့စော်ကားခံရရလို့ဂုံရှုံးသွားတာကိုရှုံးတယ်လို့ထင်တယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ်တစုံတစ်ခုဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ်ကိုယ်စိတ်ဓာတ်ကလေးကောင်းမွန်တဲ့စိတ်ဓာတ်ကလေးဆုံးရှုံးသွားတာကြတော့နှမျောရကောင်းမှမသိဘူးတကယ်အနှစ်သာရကကိုယ်စိတ်ဓာတ်ကလေးဆုံးရှုံးမှုကအနှစ်သာမဆုံးရှုံးမှုကပိုတာဝန်အရေးကြီးတယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးဂုဏ်သိက္ခာတွေဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးသိခံလိုက်သည့်အတွက်ကြောင့်ဘာကအပင်ငရဲရောက်တော့ဆိုရင်တုံ့ပြန်ပြီးတော့ဒေါသထွက်လိုက်ရင်အဲ့ဒီဒေါသသည်မကောင်းတဲ့ပုံကိုအ ਨੇ ဆုံးတော့